သားသမီးတွေဆယ်ကျော်သက်အရွယ်ရောက်လာပြီဆိုရင်မိဘတွေထိန်းကျောင်းရတာခက်လာတယ်တဲ့ကိုဖြစ်စေချင်တာကိုသူတို့ဘက်ကလိုက်လုံမပေးတဲ့ခါမှာဒီသားသမီးရပဲစေတနာကိုနားမလည်ဘူးတော့မိဘကျေးဇူးမသိဘူးတော့ဒါမျိုးတွေဖြစ်သွားတတ်တယ်ပေါ့ဒီရွယ်လေးတွေမှာမိဘနဲ့သားသမီးကြားတယ်နားလည်မှုသိရည်ကြီးတယ်ဒီနားလည်မှုရှိဖို့ပေါ့မိဘတွေကလည်းပဲသားသမီးတွေကိုငါသားသမီးဟာအရွယ်ရောက်လာပြီဆိုတာကိုလက်ခံပေးရမယ်ငယ်ငယ်တုန်းကဒါလောက်ပါဒါစားပါဒီသွားပါဆိုတာမျိုးနဲ့မရတော့ဘူးဆိုတာကိုသိရမယ်ပေါ့ခုကဆိုပို့ဆိုတာပေါ့ပွင့်လင်းမြင်သာလာတဲ့ခေတ်ကြီးမှာဒီကလေးဟာအတွေးတစ်ခုမှားသွားတာနဲ့ဘဝပြတ်သွားနိုင်တယ်ဒီတော့မိဘတွေသားသမီးတွေကိုဘယ်လိုအုပ်ချုပ်မလဲမေတ္တာများများပေးရမယ်မေတ္တာပေးတာနဲ့ဒီသားသမီးကိုစိုးရိမ်ပေးတာနဲ့မတူဘူးပေါ့သားသမီးကိုယုံကြည်မှုပေးရမယ်ကိုဖြစ်ချင်တာတွေကြည်ပဲဒီသားသမီးကိုဇော့တင်းပြောဖို့မလုပ်ရဘူးသူဖြစ်ချင်တာလေးတွေကိုလည်းပဲကိုနားထောင်ပေးရမယ်ပြီးတော့သူ့ကိုဘလောက်အားကိုးကြောင်းသူ့ကိုမိဘတွေကဘလောက်ချစ်ကြောင်းဒါလေးတွေလည်းအခွင့်အခါသိရင်ပြောပြရမယ်နောက်တစ်ခုကဒီအိမ်ရဲ့လေပတ်ပုံတွေကိုလည်းပဲသားသမီးတွေသိအောင်ပြောပြပေးရမယ်ဒါမှသာလျှင်ဒီသားသမီးတွေဟာမိဘတွေပေါ်မှာသူတို့ရင်ထဲနှလုံးသားတွေကနေပြီးတော့မေတ္တာတရားတွေကိုနားလည်လာတတ်တယ်စေကျော်သက်ရွယ်ဆိုတာအပြင်လောကကိုသိပြီးတော့ခုံမင်တဲ့ရွယ်ပေါ့မိဘနဲ့တငယ်ချင်းရှင်းလို့ရှိရင်တငယ်ချင်းဘက်ကအလေးတာတဲ့အချိန်အဲ့တော့ကိုကနားလည်မှုအပြည့်ရှိရမယ်နားလည်မှုအပြည့်ရှိရမယ်ကိုသားသမီးကိုလမ်းမရောက်စေခြင်းဘူးဆိုတဲ့ခါမှာမေဖေလိုတစ်မျိုးဆရာသမားလိုတစ်ဖုံတငယ်ချင်းလိုတစ်လက်သားသမီးနဲ့ပေါင်းသင်းဆက်ဆံတတ်ရမယ်ဒီရွယ်လေးတွေကတိတ်ပြီးတော့ထိရသိရခက်တယ်ဆိုတာလူတိုင်းသိကြတယ်သူသဖြင့်ကိုကျင်းစာတရားရှိရမယ်ပေါ့သားသမီးတွေဘက်ကလည်းမိဘတွေမေတ္တာကိုနားလည်လာနိုင်ဖို့အတွက်မိဘတွေဘက်ကလည်းသားသမီးတွေရဲ့ခံစားချက်ကိုနားလည်နိုင်ဖို့အတွက်နှစ်ဦးနှစ်ဖက်လုံးမှာကိုကျင်းစာတရားရှိရမယ်ပေါ့။အော်ငါသားသမီးနေရာမှာငါသာဆိုရင်သားသမီးတွေဘက်ကလည်းအော်ငါအမေအဖေနေရာမှာငါသာဆိုရင်ဒီလိုလေးပေါ့။အဲ့လိုလေးတဦးနဲ့တဦးနားလည်မှုတွေနဲ့ဆက်ဆံသွားမယ်ဆိုလို့ရှိရင်တော့အဲ့ဒီမိသားစုဟာပျော်ရွှင်နိုင်တယ်ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်တော့တာပေါ့။